အမျိုးသားဟာဒီတွေ့ရှိမှုကိုအောင်ပွဲခံလိုက်ပေမဲ့သူ့ရဲ့စိတ်လှုပ်ရှားမှုထဲမှာထွက်ပေါက်ကိုဖွင့်ပေးတဲ့ခလုတ်ကဘယ်ခါလို့လဲဆိုတာကိုသူမမှတ်မိတော့ပါဘူး။သူကကြပန်းတစ်ခုကိုစမ်းနှိပ်ကြည့်လိုက်ရာအာဖရိကလူမျိုးစုဝင်တဦးနေရန်တစ်ခုကနေတစ်ခုကိုပြေးသွားတာကိုအံ့ဩစွာမြင်တွေ့ရပြီးနောက်တစ်ခုကတော့သူ့ခေါင်းပေါ်ကိုရေတွေကျလာစေပါတယ်။တတိယမြောက်တစ်ခုကတော့သူလိုအပ်တဲ့ခလုတ်ဖြစ်လာပြီးနေရန်ပွင့်သွားတာနဲ့တပြိုင်နက်သူပြေးသွားပေမဲ့သူ့ရှိမှတင်ပြန်ပိတ်သွားတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ဒုတိယအကြိမ်စူးစမ်းမှုကလည်းဒီလိုပဲအဆုံးသတ်သွားပြီးအင်္ဂါထိပ်ဖျားအောက်ကိုရောက်နေတဲ့၍သာတကားကပွင့်နေမယ်ဆိုတာကိုသူသဘောပေါက်သွားတာကြောင့်အဲ့ဒီလိုဖြစ်အောင်နီလန်မျိုးမျိုးနဲ့စတင်စူးစမ်းပါတော့တယ်ပထမဆုံးသူကပြေးမဲ့အနေထားနဲ့သူ့ခြေထောက်နဲ့ဖိလိုက်ပါတယ်နောက်တော့အကွာဝေးကသူ့ရဲ့ပြေးချိန်ကိုကွာခြားသွားစေမယ်လို့မျှော်လင့်ပြီးဖြစ်နိုင်သမျှအဝေးဆုံးကနေရင်ကောင်ရိုက်တန်နဲ့ရိုက်လိုက်ပါတယ်အဲ့ဒါတွေကအလုံးမဖြစ်တယ်လို့ကျိုးခုံနဲ့ကျိုးနဲ့ဆွဲတာဒါမှမဟုတ်ပန်ကာလီနဲ့တိုက်တာတွေကလည်းအလုံးမဖြစ်ပါဘူးသူ့ရဲ့နောက်စီစဉ်ကတော့လှဲပေါ်တက်ပြီးခလုတ်ကိုနှိပ်ပြီးနောက်တွန်းဖို့ပါပဲဒါပေမဲ့ချိန်ဖန်များစွာစူးစမ်းပြီးနောက်မှာတော့သူအဲ့ဒါကိုမထိန်ချုပ်နိုင်ဘူးဆိုတာကိုသူလက်ခံလာရပါတယ်သူလို့ရမှာကခလုတ်ထိပ်ဖျားကိုအောက်မှာပဲရှိနေအောင်လုပ်ဖို့နီးလိုက်ရှာဖို့ပါပဲအဲ့ဒီပုံကိုပန်းအိုးကြီးတင်လိုက်ပေမဲ့ခလုတ်ကပြန်ထောင်လာတဲ့အတွက်ပိုလေးသွားအောင်ပန်းအိုးကိုဖြည့်ရမယ်လို့သူကောက်ချက်ချလိုက်ပါတယ်ပထမဆုံးသူကရေခလုတ်ကိုစမ်းကြည့်ပေမဲ့အချီးနီးပါပဲရေလမ်းကြောင်းပြောင်းဖို့သူဘလောက်ပဲစူးစမ်းသူ့ပုံကိုပဲကျလာပြီးတခြားဘယ်ကိုမှမကျပါဘူးသူ့ရဲ့နောက်ထပ်စူးစမ်းမှုကတော့ပန်းအိုးကိုဆူရှီနဲ့ဖြည့်ဖို့ပါပဲဒါပေမဲ့အရန်လေးသွားလို့သူမကင်နိုင်တော့ပါဘူးပန်းအိုးဝါကလည်းကျင်းလုံးလို့သူ့လက်သွင်းလို့မရတဲ့အတွက်သူ့ကိုတုံးပြီးဆူရှီတွေကိုတစ်ခုချင်းစီဖယ်ထုတ်ရုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူးခဏကြာလုံလောက်အောင်ဖယ်ထုတ်ပြီးသွားတဲ့အခါပန်းအိုးကိုခက်ခဲမလိုက်နိုင်တဲ့အတွက်အဲ့ဒီအတိုင်းပဲလုပ်ပြီးခလုတ်တွေနားကိုယူသွားပါတယ်အဲ့ဒီရောက်တဲ့အခါဘယ်ခလုတ်ဆိုတာကိုသူထပ်မိသွားတဲ့အတွက်ပန်းအိုးကိုကျမ်းပြင်ပေါ်ချထားလိုက်ရပါတယ်တခုကိုစမ်းနှိပ်ကြည့်ရာအာဖရိကလူမျိုးစုဝင်ထွက်လာပြီးအောက်ခြေကိုမတော်တဆဝင်တိုက်မိရာအကွဲပြီးနှစ်ပိုင်းကျိုးသွားပါတယ်ဒါကသူ့ကိုဒေါသထွက်စေပြီးယူမတက်ဖြစ်ကအဆက်မပြတ်အော်ဟစ်နေရင်းနဲ့မှန်ကန်တဲ့ကလုတ်ကိုရှာတွေ့သွားပြီးဆူရှီတွေနဲ့စဖုံးပါတော့တယ်ဒါကလည်းအလုံးမဖြစ်ပဲထမင်းတွေကြားထဲကနေအင်္ဂါငယ်လေးထွက်လာပါတယ်ပြီးတော့သူကကလုတ်ကိုတိတ်နဲ့ကပ်ဖို့ကြိုးစားပြီးတိတ်အပြင်တံမဏိပြပါထက်ကပ်ပေမဲ့ဘာမှအလုံးမဖြစ်ပါဘူးတကားကသူ့ကြောကိုလာမန်တိုင်းဖြစ်ပေါ်လာတဲ့နာကျင်မှုကိုတက်တာစေဖို့အကြိုက်ခဲပြောက်စီတချို့တောက်ပြီးတီးအိပ်ပြီးနောက်အမျိုးသားဟာသွားတိုက်ချင်တဲ့အတွက်ရေရဖို့ခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်ဒါပေမဲ့ခလုတ်မသွားပြီးမျက်နှာချက်ကနေကျိုးတစ်ချောင်းကျလာတာကိုတွေ့လိုက်ရပါတယ်ဒါကသူ့ကိုအစီအစဉ်တစ်ခုအတွက်အကြံဉာဏ်ရစေတဲ့အတွက်သူ့ရဲ့စိတ်ခံစားချက်ကိုချက်ချင်းကောင်းမွန်သွားစေပါတယ်တကားကိုဖွင့်ပြီးကျိုးကိုသုံးကအခန်းတစ်ဖက်ကိုလွှဲသွားပြီးတကားမပိတ်ခင်ရောက်အောင်သွားဖို့ပါဝမ်းနေစရာကတော့နေရန်တူနောက်ကတကားကိုဖွင့်ဖို့ကြိုးစားတဲ့အခါအဲ့ဒါကတော့ခက်ထာမှန်သူသိလိုက်ရပါတယ်သူကတကားမပိတ်ခင်အချိန်မီအခန်းထဲကိုပြန်ရောက်လာပေမဲ့သူ့အထွက်မှာတကားကသူ့ကိုလာမှန်သွားပြီးစိတ်ပြက်လက်ပြက်နဲ့သူကနေရန်ကိုကန်လိုက်ရခလုတ်တစ်ခုကိုသွားထိမိပြီးအခန်းထဲမှာလွင့်နေတဲ့တော့ကိုတွေ့လိုက်ရပါတယ်တကားနဲ့ဖြစ်တယ်လို့ပဲခလုတ်ကပြန်ထွက်လာတဲ့အခါတော့ကပျောက်သွားတဲ့အတွက်အခန်းထဲမှာတော့ရှိနေစေဖို့ရောတကားပွင့်နေစေဖို့ပါနီလန်တစ်ခုကိုသူရှာရပါမယ်ပထမဆုံးအနေနဲ့သူကခလုတ်ကိုပြန်ရှာရပါမယ်ဘာလို့လဲဆိုတော့သူအာယုံလွင့်သွားပြီးပျောက်သွားလို့ပါသူနေရန်ကိုကန်လိုက်တုန်းကသူ့ခြေထောက်ဘယ်နေရာလောက်ကိုကျသွားနိုင်လဲဆိုတာကိုခံမှန်းကြည့်ပြီးခလုတ်တစ်ခုကိုရွေးလိုက်ပေမဲ့နေရန်ကနေခွေးတစ်ကောင်ထွက်လာပြီးသူ့ကိုဟောင်းပါတော့တယ်နောက်ခလုတ်တစ်ခုမှလည်းအဲ့ဒီအတိုင်းပဲဖြစ်ပေမဲ့ကံကောင်းထောက်မှစွာနဲ့တတိယအကြိမ်မှာတော့အောင်မြင်သွားပါတယ်သူ့မျက်လုံးနဲ့လက်ညှိုးထိုးထားတဲ့လက်ကိုခလုတ်စီရွယ်ထားရင်းနဲ့သူကနောက်ပြန်လျှောက်သွားပြီးမှန်ကန်တဲ့ခလုတ်ကိုအမှတ်သားလုပ်ဖို့နေရန်စီပြန်ယူသွားမဲ့ဆူရှီငါးတစ်ဖက်ကိုယူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုနှိပ်လိုက်တဲ့အခါခွေးကထပ်ထွက်လာပါတယ်ဒီတစ်ခါတော့သူခလုတ်ကိုပိုမြင်ရှာတွေ့သွားပြီးသူ့အစီအစဉ်ကိုဆက်လုပ်ပါတယ်သူကကျိုးကိုပေါ်လာစေပြီးမတူညီတဲ့ခလုတ်တွေစီရောက်ဖို့လွှဲသွားပေမဲ့လုံလောက်မှုမရှိသေးပါဘူးကျမ်းပြင်ပေါ်ကျသွားတဲ့အခါခလုတ်များစွာတဲ့ကတစ်ခုကနေသူရထားတဲ့ရေပိုက်ပေါက်တံတစ်ခုကိုသူတွေ့လိုက်ရပြီးသူ့ရဲ့ပြဿနာလေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြံဉာဏ်ရသွားပါတယ်နေရန်ကိုထောက်ပြီးပိုးဝေးရောက်အောင်တွန်းဖို့အဲ့ဒီရေပိုက်ပေါက်တံကိုသူသုံးနိုင်ပါတယ်တစ်ချိန်ကြာရှုံးခဲ့ပြီးနောက်အစီအစဉ်ကအဆင်ပြေချုံးမွေသွားပြီးကျိုးနဲ့လွဲတာရဲ့ရေပိုက်ဖောက်တံနဲ့တွန်းတာရဲ့ကိုပေါင်းဆက်လိုက်တာကသူ့ကိုတော့ခလုတ်ကိုနှိပ်နိုင်စေပြီးတော့ကိုယူတကားခလုတ်ကိုနှိပ်ကတကားမပိတ်ခင်ရောက်အောင်သွားနိုင်စေခဲ့ပါတယ်သူအချိန်မဆွဲတော့ပဲတော့ပေါက်ထဲတော့ကိုထည့်ပြီးမြန်လှည့်လိုက်ပေမဲ့တကားကိုဖွင့်ဖို့ကြိုးစားတဲ့အခါဆိုးရွားတဲ့အံ့အားသင့်စရာတစ်ခုကိုသူတွေးလိုက်ရပါတယ်အပေါ်ဘက်မှာကနန်းသုံးလုံးလိုအပ်တဲ့တီးတန့်တော့ခါလောက်တစ်ခုရှိနေပါသေးတယ်အမျိုးသားဟာအပြင်ကိုပြေးထွက်သွားပြီးတကားပိတ်သွားချိန်မှာအတိုက်ခံရကဒေါသထွက်နဲ့ရေပိုက်ပေါက်တံကိုမျက်နှာချင်းဆိုင်နေရန်စီပြစ်ပေါက်လိုက်ရာအာဖရိကလူမျိုးစုဝင်ကိုထွက်လာစေတဲ့ခလုတ်ကိုဖွင့်လိုက်တယ်လို့ဖြစ်သွားပါတယ်သူဖျက်လျှောက်သွားတာကိုကြည့်နေရင်တခုခုကိုသူသတိထားမိလိုက်ပါတယ်သူ့နှဖူးမှာရေးထားတဲ့ကနန်းသုံးလုံးရှိနေပြီးအဲ့ဒါကသူ့လိုအပ်တဲ့ပေါင်းစပ်မှုဖြစ်ရပါမယ်တကားနောက်ကအချိန်ကကန့်သက်ထားတဲ့အတွက်အမျိုးသားဟာကနန်းတစ်လုံးချင်းစီအတွက်ကျိုးနဲ့လွှဲပြီးခုံတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို၃ချိန်လုပ်ရပါတယ်တတိယအချိန်မှာတော့သူအဲ့ဒီမှာပဲနေပြီးတကားကိုဖွင့်လိုက်ရာနည်းနည်းချက်နေလို့ဖွင့်ဖို့အားပိုစိုက်ပြီးတွန်းရပါတယ်နောက်ဆုံးမှာသူအဲ့ဒီလိုဖွင့်နိုင်သွားတဲ့အခါသူ့နောက်ကနေရန်အပိုင်းကပိတ်သွားပြီးသူ့ကိုပိတ်လောင်ထားတယ်လို့ဖြစ်သွားကတကားအဆုံးထိဖွင့်ဖို့နေရာလုံလောက်မရှိတော့ပါဘူးစိတ်ပြက်လက်ပြက်နဲ့အမျိုးသားဟာကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးခလုတ်တွေစီကသူရခဲ့တဲ့ပစ္စည်းတွေနဲ့သူဘလောက်တောင်ပျော်ခဲ့ရလဲဆိုတာကိုတတိယကစတင်ကိုကြွေးပါတော့တယ်သူအဲ့ဒီမှာလဲပိတ်လောင်ခံထားရတာပဲဒါပေမဲ့အနည်းဆုံးတော့ရွေးရှားဖို့နေရာနဲ့ဖြောပြစရာတွေရှိခဲ့တယ်အခုတော့သူရနိုင်တော့ကသူရခဲ့တာတွေကိုတန်ဖိုးမထားခဲ့ဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်ရုတ်တရက်ဘဲဘက်နေရန်စီကနေသူ့မျက်နှာပေါ်ကိုလေညင်းလေးတစ်ခုတိုက်ခတ်လာတာကိုသူခံစားလိုက်ရပါတယ်သူထိလိုက်တာနဲ့တပြိုင်နက်အဲ့ဒါကအတုဆိုတာကိုပြသနေတဲ့အကွဲကြောင်းတစ်ခုကိုသူတွေ့လိုက်ရပါတယ်